ဒီကလေးငယ်မှာမွေးကလေးကနှက်ခမ်းမွေးပါလာခဲ့ပါတယ်သူ့အဖေကအဲ့ဒါကိုရိပ်ပစ်ချင်ခဲ့ပေမဲ့သူကောင်းလဲလိုက်တာနဲ့နှက်ခမ်းမွေးကချက်ချင်းပြန်ပေါက်လာခဲ့ပါတယ်ဒါကြောင့်သူတို့ကကလေးကိုဆေးရုံခေါ်သွားခဲ့ကြပါတယ်ဆရာဝန်ကတော့အရာအလုံးပုံမှန်ပါပဲလို့ပြောခဲ့ပါတယ်ဒါပေမဲ့ကားအောက်ကဘောလုံးကိုယူဖို့အတွက်သူဟာကားကိုတာမန်ကာရှန်ကပဲမလိုက်ပါတယ်သူ့အဖေကတော့ကြောင်အန်းဖြစ်သွားခဲ့ရပါတယ်စာမွေးပွဲဖြစ်နေစဉ်အတွင်းမှာသူဟာသူတစ်ပါးရဲ့စာရွက်ကိုခိုးချချင်တာကြောင့်သူ့ရဲ့စိတ်နဲ့အရာဝတ္ထုတွေကိုရှာတရားနိုင်တဲ့စွမ်းအားကိုအသုံးပြုခဲ့ပါတယ်ဒါပေမဲ့ပထမဆုံးအချိန်မှာသူအားဆိုင်မိတာလွန်သွားခဲ့ပါတယ်ဘောလုံးကစားတဲ့အချိန်မှာသူကဘိုးသမားမလုပ်ချင်တာကြောင့်သူ့ရဲ့စူပါစွမ်းအားတွေကိုထပ်ပြီးအသုံးပြုခဲ့ပြန်ပါတယ်သူကအောင်ပွဲခံတဲ့အနေနဲ့လက်တွေကိုမြှောက်ပြခဲ့ပေမဲ့သူ့ရဲ့အတန်းဖော်တွေကတော့သူ့ကိုလူမိုက်လို့ခေါ်ခဲ့ကြပါတယ်သူ့အဖေကသူ့ရဲ့အစွမ်းတွေကိုအတန်းဖော်တွေရှိမှထုတ်မပြပဲညင်ညင်စိတ်စိတ်နေဖို့ပြောခဲ့ပါတယ်ကောင်းလေးကလည်းလိမ္မာပါးနဲ့စွာနဲ့သဘောတူခဲ့ပါတယ်မကြခင်မှာပဲသူ့ရဲ့မွေးနေ့ရောက်လာပေမဲ့တငယ်ချင်းတွေဘယ်သူမှရောက်မလာခဲ့ပါဘူးသူမိဘတွေကအကယ်၍သူ့သားသူ့စွမ်းတွေကိုဖုံးကွယ်ထားပြီးတာမန်လူတယောက်လိုပြုမှုနေထိုင်မယ်ဆိုရင်လူတွေကသူနဲ့အတူဆော့ကစားကြမလားလို့ပြောခဲ့ကြပါတယ်ကောင်းလေးကသူ့မိဘတွေကိုကတိပေးခဲ့ပါတယ်ဒါပေမဲ့သူဖျောင်းနိုင်မှုလိုက်တဲ့အချိန်မှာတော့အချိန်တွေကုန်လွန်သွားပြီးသူရွယ်ရောက်လာခဲ့ပါတယ်ဒီနေ့မှာတော့သူအလုံးနောက်ကျနေခဲ့ပါတယ်သူကသူ့ရဲ့စိတ်ကူးနဲ့ခန္ဓာကိုယ်ရွှေ့ပြောင်းနိုင်တဲ့အစွမ်းကိုသုံးပြီးရုံးခန်းကိုအချိန်မှရောက်ရှိသွားခဲ့ပါတယ်သူအထက်လူကြီးကသူ့ကိုရေခဲတုံးတချို့တွားယူခိုင်းပါတယ်သူကရေပုံပိုင်ကောင်းကိုမှုတ်လိုက်တဲ့အခါဘုံပိုင်ရေတွေခဲသွားခဲ့ပါတယ်ဒါပေမဲ့သူကဘေးနားမှာလူမရှိတဲ့အချိန်မှသာဒီအစွမ်းတွေကိုအသုံးပြုခဲ့တာပါအဲ့ဒီနေ့ကသူဟာမြေအောက်ယထာဘူရာယုံမှာထိုင်နေခဲ့ပါတယ်ရုတ်တရက်မီးတွေမိတ်တုံဖြစ်သွားပြီးတတိပေးတန်မြီလာခဲ့ပါတယ်ထိန်းချုပ်မှုကင်းမဲ့နေတဲ့ယထာတစီဟာအရှိန်အဟုန်နဲ့မောင်းနေထွက်ပေါ်လာပြီးခီးတဲ့တွေဟာအနည်းနဲ့ရင်ဆိုင်နေရပါတယ်သူဟာယထာတန်လန်းပေါ်ခုန်ဆင်းပြီးယထာနောက်ကိုလာခဲ့ပါတယ်သူဟာဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့သူဟာလေကာမန်မှာကက်ညက်ပိတ်မိသွားခဲ့ပါတယ်ယထာမောင်းသူလည်းစုံမြင့်တက်သွားခဲ့ရပါတယ်အဲ့ဒီလူဟာယထာပေါ်ကနေခုန်ချပြီးပလက်ဖောင်းရဲ့အဆုံးစီကိုပြေးသွားခဲ့ပါတယ်သူဟာမိတက်ရင်ငုံမှုကိုရိုက်ခွဲပြီးရေပိုက်ကိုဆွဲထုတ်ကတိုင်းတိုင်းမှာအချိန်ပေါင်းများစွာပတ်လိုက်ပါတယ်ပြီးနောက်သူဟာကာကွယ်ရေးအနေထားကိုယူလိုက်ပါတယ်ရေပိုက်ရဲ့အရေးသွေးကတကယ်ကိုကောင်းမွန်လုံးပါတယ်ရေပိုက်ကသူ့ကိုမရိုက်မိခင်မှာတင်ယထာဟာနောက်ပြန်ကန်ထွက်သွားခဲ့ပါတယ်ဒီလူကဒါဟာပြင်းထန်တဲ့ကိစ္စတစ်ခုလို့ခံစားရတာကြောင့်သူ့အုပ်ထုပ်ကိုဖမ်းယူပြီးရုပ်ဖြက်ကတိတ်တဆိတ်ထွက်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့ဒါတွေအားလုံးဟာကင်မရာထဲမှာမိသွားခဲ့ပါတယ်နောက်ရက်မှာတော့ဒီဖြစ်ရက်ကသတင်းစာတွေနဲ့ TV တွေပေါ်ရောက်ရှိသွားခဲ့ပါတယ်ပြီးနောက်သူအိမ်ပြန်လာခဲ့ပါတယ်သူဟာဂျိုတုရင်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်သူ့အမေကဂျိုတုရင်ထဲမှာဝစ်စုံကိုရှာတွေ့ပြီးသူ့ကိုဝစ်စင်ခိုင်းခဲ့ပါတယ်ပြီးတော့သူဟာကဘာကြကြီးကိုကယ်တင်ဖို့အစဉ်သင့်ဖြစ်နေတဲ့အနေအထားနဲ့အမိုးပေါ်ကိုတက်သွားခဲ့ပါတယ်သူအောက်ကိုခုန်ချလိုက်ပါတယ်သူကမိမိကိုယ်ကိုဒါကိုလုပ်ဖို့လုံးဝမတင်တော့ဘူးလို့ခံစားခဲ့ရပါတယ်သူဟာကလေးတချို့ရဲ့လောင်ပြောင်ခြင်းကိုခံခဲ့ရပါတယ်ကလေးတစ်ယောက်ကနိုင်ငံတကာသုံးလက်ဟန်ချေဟန်အမတ်သားကိုပြုလုပ်ခဲ့ပြီးအဲ့ဒီလူကလည်းအလားတူပဲပြန်လုပ်ပြခဲ့ပါတယ်ရုတ်တရက်ကလေးတွေဆွန့်သွားခဲ့ကြပါတယ်သူဟာလေထဲကိုတဖြည်းဖြည်းပြန်တက်သွားခဲ့လို့ပါပဲပြီးနောက်မိမိကိုယ်ကိုပြန်တန်းနေတယ်ဆိုတာသဘောပေါက်သွားပြီးသူ့ရဲ့ညာဘက်လက်ကိုဆန့်ထုတ်ကပြန်တန်းရမယ့်နီလန်းကိုသိရှိသွားပါတော့တယ်